တင်ပြီးတော့မရဓမ္မောဗုဒ္ဓဟောကြားမတရားသည်အကာလိကောမိမိဖြစ်ရာချိန်၌သာလင်မကွာချက်ချင်းအကျိုးပေးခြင်းကြောင့်မယွင်းမှန်စွာစောင့်ဆိုင်စရာချိန်ခါမရှိသောတရားဖြစ်ပါ၏ရသော်ရဟောတဲ့တရားတွေထဲမှာအဓိကကဒီနေရာမှာမလေးပါဆိုတဲ့သောတပတိမေသဂရဂမိမေအနာဂမိမေရတ္တမေဆိုတဲ့မတရားမေဆိုတာအကုသိုလ်ပဲကုသိုလ်ဆိုလို့ရှိရင်ဒုက္ခဝိပါကဆိုတဲ့ကောင်းတဲ့အကျိုးကိုထုတ်လို့တာမက်ကလည်းကုသိုလ်ဖြစ်သည့်အတွက်ကြောင့်ကံတရားပဲအဲ့ဒီကံတရားကဖို့ဆိုတဲ့အကျိုးကိုထုတ်လို့တယ်လောကီကုသိုလ်တွေကြတော့လောကီဝိပဿဆိုတဲ့အကျိုးတရားတွေကိုဖြစ်စေတယ်အဲ့တော့မက်ကုသိုလ်အဲ့ဒါကိုရည်ညွှန်းတာဒါကြောင့်မို့လို့ဓမ္မောဗုဒ္ဓဟောကြားမတရားသည်ဒီအလကာရိကောဆိုတဲ့ကုံနဲ့ပတ်သက်လာတဲ့အခါမှာတရားဆိုတာမဲ့လေးပါးကိုပဲယူရမယ်လို့ဒီလိုဆိုထားတာနော်တခြားတွေယူမယ်ဆိုရင်တော့အလျော်တော့ယူလို့တော့ရမယ်ဒါပေမဲ့လို့တိုက်ရိုက်ကတော့မဲ့လေးပါးနဲ့ပဲပို့သက်ဆိုင်တယ်ဓမ္မောဗုဒ္ဓဟောကြားမတရားသည်အကာလိကောမိမိဖြစ်ရာအချိန်၌သာလင်မယွင်းမှန်စွာမိမိဖြစ်ရာအချိန်၌သာလင်မကွာချက်ချင်းအကျိုးပေးခြင်းကြောင့်မယွင်းမှန်စွာစောင့်ဆိုင်စရာချိန်ခါမရှိသောတရားဖြစ်ပါ၏မကုသိုလ်ဆိုတာဉာဏ်နဲ့ကုသိုလ်တွေလို့အချိန်ဆောင်ပြီးတော့မှအကျိုးပေးတာမဟုတ်ဘူးချက်ချင်းအကျိုးပေးတယ်လို့ဒီလိုပြောလို့နော်လောကမှာချက်ချင်းဖြစ်တယ်ဆိုတာအမှန်တမ်းရှားတယ်ကော်ဖီတောက်ချင်တော့မှပဲမိနစ်ပိုင်းလောက်တော့စောင်းရအောင်ရေနွေးမတည့်ရသေးဘူးဆိုရင်ရေနွေးစုသည့်ထအောင်စောင်းရမယ်ဆိုင်မရင်တော့ကော်ဖီတစ်ခွက်လို့မရင်တော့ချက်ချင်းရောက်မှာမဟုတ်ဘူးစောင်းရသေးတယ်ချက်ချင်းကြီးရတယ်ဆိုတာလောကမှာရှားတယ်အချိန်တစ်ခုတော့ပေးရတယ်တမင်စားခြင်းနဲ့ဆိုင်မစားစားကိုယ်အိမ်မစားစားကိုယ်အိမ်မှာဆိုရင်ချက်ပြီးပြုတ်ပြီးအစနဲ့မရှိရင်ပြင်းစင်းနေတဲ့အချိန်တစ်ခုကိုစောင်းလိုက်တမင်မွဲပြင်းနေတဲ့အချိန်တစ်ခုစောင်းရှောက်ရတယ်စောင်းအောင်ကောတမင်ဆိုင်သွားစားပြန်တော့လေသူပြင်းနေတဲ့အချိန်ပိုင်းတစ်ခုတော့စောင်းရတယ်အဲ့တော့ချက်ချင်းကြီးရတယ်ဆိုတာလောကမှာရှားတယ်ဒီနေရာမှာစကားလုံးလေးကိုအဓိပ္ပာယ်မှတ်တာဖို့ကာလိကနဲ့အကာလိကကာလိကဆိုတာစောင့်ဆိုင်ရမယ့်အချိန်တစ်ခုရှိတယ်ကာလိကစောင့်ဆိုင်ရတဲ့အချိန်ရှိတယ်အချိန်ချင်းကွာခြားတဲ့ကာလရှိတယ်အကာလိကဆိုတာစောင့်ဆိုင်ရမယ့်အချိန်မရှိဘူးလို့ဒီလိုဆိုလို့တယ်ဒီနေရာမှာအသုံးနှစ်ခုရှိသေးတယ်ကာလိကနဲ့တန်ဋိဋ္ဌိကဆိုတဲ့စကားလုံးသုံးတာရှိတယ်တန်ဋိဋ္ဌိကဆိုတာယခုဘဝမှာရရှိတဲ့အကျိုးတန်ဋိဋ္ဌိကလက်တွေ့ရတဲ့အကျိုးကာလိကဆိုတာနောက်ဘဝမှာရတဲ့အကျိုးလို့အဲ့လိုခွဲတာလည်းရှိတယ်နော်တန်ဋိဋ္ဌိကဆိုတာခုဘဝရနိုင်တယ်ကာလိကဆိုတာနောက်ဘဝတွေမှာရတယ်အဲ့လိုအကျိုးပေးတဲ့ချိန်ဆိုတာကွဲပြားချက်နာမှုရှိတယ်လောကီဖြစ်တဲ့ကာမဝဆရာကုသကံတို့ဆိုရတဲ့ဟာလက်ရှိဘဝမှာအကျိုးပေးတာရှိတယ်တချို့ကံကြတော့ဒီဘဝရဲ့သေသည်ချာမဲ့မှာအကျိုးပေးတာရှိတယ်ဥပပိစ္ဆဝေရဏိယကံလို့ခေါ်တယ်တချို့ကံကဒ
ဒုတိယဘဝတော့အကျိုးမပေးသေးဘူးဒုတိယဘဝသိဆုံးပြီးတဲ့နောက်တတိယဘဝကစပြီးတော့အလင်းသင်တဲ့အချိန်ခါနိဗ္ဗာန်ရသည့်အထိအတွင်းမှာအကြောင်းညွှန်တဲ့အခါမှာအကျိုးပေးတယ်အပရာပရိယဝေဒနိယကံလို့ခေါ်တယ်လုံးဝအကျိုးမပေးတော့တဲ့ကံကြတော့ဟောတိကံအဟောတိဆိုတာ expire ဖြစ်သွားတော့ပြောတာကံတရားတဲ့ expire ဖြစ်သွားတဲ့ကံမျိုးတွေရှိတယ်လက်ရှိဘဝမှာအကျိုးပေးတဲ့ကံကအကျိုးမပေးတော့ဘူးဆိုရင်အဟောတိကံဒုတိယဘဝမှာအကျိုးပေးရမယ့်ကံကအခွင့်မသာလို့အကျိုးမပေးရဘူးဆိုရင်ဟောတိကံဖြစ်တယ်တတိယဘဝကစပြီးတော့နိဗ္ဗာန်ရသည့်အတွင်းမှာအကျိုးပေးရမယ့်ကံဆိုလို့ရှိအကျိုးမပေးတော့ဘူးယန္နာဖြစ်လို့အကျိုးမပေးရတော့ဘူးဆိုလို့ရှိရင်အဟောတိကံဖြစ်သွားတယ်အချိန်ကလိုက်အကျိုးပေးတာဒါကြောင့်လောကီကံနေဟာကာလိကလို့ခေါ်တယ်အခုမဲ့ကုသိုလ်ကြတော့ကာလိကမဟုတ်ဘူးအကာလိကအဲ့ဒါလို့အချိန်ဆောင်စရာမလိုဘူးဒီကုသိုလ်ဟာအခုလုပ်ပြီးအဲ့ဒီကုသိုလ်ပြီးတာနဲ့တိုက်ရိုက်ကျိုးပြီးတော့ချက်ချင်းကျိုးပြီးတယ်လို့အဲ့လိုဆိုလို့တယ်ဒါကြောင့်မို့ဓမ္မောဗုဒ္ဓဟောကြားမတရားသည်အကာလိကောမိမိဖြစ်ရချိန်၌သာလင်သူဖြစ်တဲ့အချိန်မှာပဲအကျိုးတခါတည်းထုတ်လိုက်တယ်စောင့်ဆိုင်ရမလို့သူဖြစ်လိုက်တာနဲ့အကျိုးထုတ်ပြီးသားဖြစ်တယ်တချို့ကြတော့တပြိုင်နဲ့ထုတ်တာတောင်ရှိတယ်သူကတော့တပြိုင်နဲ့တော့မဟုတ်ဘူးမိုမင့်ဆိုတဲ့အခွင့်ခဏလေးတော့ကွာသေးတယ်တပြိုင်နဲ့ထုတ်တဲ့ကံတော့မဟုတ်ဘူးနော်သို့တော့ကုသကံဖြစ်ပြီးတာနဲ့တပြိုင်နဲ့အကျိုးဖြစ်တာဖြစ်နေတုံးတော့မထုတ်ဘူးဖြစ်ပြီးတာနဲ့ထုတ်တယ်ဖြစ်နေတုံးအကျိုးထုတ်တဲ့ကံမျိုးကြတော့သဟဇာတပစ္စည်းလို့ခေါ်တယ်နော်သဟဇာတborn together အတူတူပေါ်တာဖြစ်နိုင်မှာမလားလို့ပြေးကြည့်လို့ရှိရင် born together ဆိုတာborn together ဆိုတာဖျောင်းနိုင်မိလေးထွန်းလိုက်တဲ့အခါမှာမိတော့လေးပေါ်လာတာနဲ့အလင်းရောက်ပါတယ်အလင်းရောင်ကမိတော့ကအလင်းရောင်မဟုတ်ဘူးမိတော့ကတစ်ခုအလင်းရောင်ကတစ်ခုမိတော့ကိုကြည့်ပြီးအလင်းရောင်မိတော့ပေါ်မှာအလင်းရောင်ဆိုဖြစ်တာနော်အဲ့ဒါကြတော့ဒီပြောင်းနိုင်မိတော့ကလေးသည်အလင်းရောင်ကိုချက်ချင်းဖြစ်စေတယ်အဲ့ဒါကြတော့သဟဇာတပွန်တုကေတာအတူတဝအကြောင်းနဲ့အကျိုးသည်အတူတဝဖြစ်လာတာလို့ပြောတာအခု message ကြတော့ဘာလို့ဆိုရင်အကြောင်းနဲ့အကျိုးအကြာမှာနော်အချိန်တစ်ခုခြားနာတာမရှိဘူးအကြောင်းပေါ်ပြီးတာနဲ့တပြိုင်အကြောင်းပေါ်ပြီးတဲ့နောက်မှာအကျိုးကစက်တိုက်လိုက်လာတယ်ဒီလိုဆိုလို့လည်းပေါ့နော်အဘိဓမ္မာသဘောနဲ့ပြောလို့ရှိရင်တော့ process ဆိုတာရှိတယ်ဖြစ်စဉ်တစ်ခုရှိတယ်နော်ဖြစ်စဉ်တစ်ခုဘာနဲ့မရမလဲဆိုရင်နိုင်လက်တံလေးတစ်ခုကြည့်လိုက်နိုင်လက်တံလေးကိုကြည့်လိုက်လို့ရှိရင်နိုင်လေးကအတန်ပေးပြီးတော့သွားနေတာနော်စက္ကန့်တစ်စက္ကန့်ပြီးနောက်တစ်စက္ကန့်တစ်စက္ကန့်ပြီးနောက်တစ်စက္ကန့်ဖြစ်စဉ်တစ်ခုအားလို့အဲ့ဒါလို့ပဲစိတ်အစဉ်အားလည်းပဲရှေ့စိတ်ဖြစ်ပြီးနောက်စိတ်ကရှေ့စိတ်ချုပ်သွားမှနောက်စိတ်ကပေါ်တာသို့တော့စက်တိုက်ပဲစက်တိုက်ဆိုတော့ခဏတော့ချားတယ်ကာလတော့မချားဘူး
ဒီ process တစ်ခုတည်းမှာပဲစက်တိုက်ဖြစ်လာတယ်လို့ပြောတာအကြောင်းနဲ့အကျိုးကြားထဲမှာစောင့်ဆိုင်ရတဲ့ကာလမရှိဘူးအကြောင်းဖြစ်ပြီးလို့အကြောင်းချုပ်သွားတာနဲ့တပြိုင်နက်အကျိုးကစက်တိုက်လာတာအဲ့ဒါကိုဆိုလို့တယ်အာကာလိကောဆိုအကြောင်းအကျိုးနှမျိုးကြားမှာတိကျအချိန်တစ်ခုရှိလို့ရှိရင်ကာလိကအဲ့ဒီလိုအကြောင်းနဲ့အကျိုးတရားမှာအကြောင်းတရားဖြစ်ပြီးတဲ့နောက်မှာအကျိုးပေးတဲ့အချိန်ကနောက်မှရောက်လာတာဒါကြတော့အကာလိကကြတော့အကြောင်းနဲ့အကျိုးကြားမှာကွက်ပြတ်ချမ်းသာတာမရှိဘူးအနန္တရပစ္စည်းလို့စက်တိုက်လာတာအဲ့တော့အဘိဓမ္မာသဘောအရပြောမယ်ဆိုလို့ရှိရင်မစိတ်ဖြစ်မဲ့ဆိုရင်ရှေ့ကဘာတွေဖြစ်တော့စောစိတ်ခုနှစ်ခုရှိတယ်စက်တိုက်ဖြစ်သွားတာတစ်ခုချုပ်ရင်တစ်ခုလာတယ်တစ်ခုချုပ်တစ်ခုလာတယ်အဲ့ဒါမဲ့ပရိကမ္မဆိုတဲ့စောပြီးတဲ့ကဥပ္ပစာရဆိုတဲ့စောနောက်ပြီးတော့အနုလောမဆိုတဲ့စောပြီးရင်ကုတ္တရုဆိုတဲ့စောအဲ့စောလေးစုဟာစက္ကန့်မိုက်ပဲပရိကမ္မစောချုပ်သွားတာနဲ့တပြိုင်နက်ဥပ္ပစာရစောဖြစ်လာတယ်ဥပ္ပစာရစောချုပ်သွားတာနဲ့အနုလောမစောချုပ်သွားတာနဲ့ကုတ္တရုဆိုတဲ့စောကုတ္တရုချုပ်သွားတာနဲ့မက်ဆိုတဲ့စောဖြစ်လာတယ်မက်ချုပ်သွားတာနဲ့နောက်ကဖိုးဆိုတဲ့စောချက်ချင်းဖြစ်လာတယ်အဲ့ဒီမက်နဲ့ဖိုးကြမှာအခြားကာလတစ်ခုမချဘူးတရားတော့မချဘူးမဖြစ်ပြရနဲ့ဖိုးစိတ်ဟာချက်ချင်းဖြစ်လာတယ်အဲ့ဒါကြောင့်မလို့တရားတော့မချလို့အချိန်တစ်ခုစောင့်ဆိုင်ရတာမျိုးမဟုတ်ပဲနဲ့ဖြစ်စဉ်တစ်ခုတည်းမှာမပြီးရင်ဖိုးဆိုတဲ့အကျိုးတမ်းပြီးတော့အကျိုးပေးတာဖြစ်တယ်ဒါကြောင့်မို့လို့အကာလိကောစောင့်ဆိုင်တဲ့အချိန်မရှိဘူးအခုမကုသိုလ်ဖြစ်တယ်မကုသိုလ်ချုပ်ပြီးတာနဲ့တပြိုင်နက်ဖိုးဆိုတဲ့အကျိုးကချက်ချင်းပေါ်လာတယ်အဲ့ဒါကိုဆိုလို့တဲ့အကာလိကဆိုနော်အဲ့ဒီအကာလိကဆိုတဲ့မတရားရဲ့ကိုယ်ကြီးဟာတခြားတရားတွေနဲ့မတူပဲနဲ့ထူးထူးခြားခြားဖြစ်တယ်မက္ကကုသိုလ်ဖိုးကဝိပက်မက္ကအကြောင်းဖြစ်တဲ့ကုသိုလ်ဖိုးကအကျိုးဖြစ်တဲ့ဝိပါကစောင့်ဆိုင်ရဘလို့ပဲနဲ့မပြီးတာနဲ့ဖိုးချက်ချင်းတရောက်လာတယ်အဲ့လိုဆိုလို့တယ်နော်တခြားလူတွေဟာတခြားကိစ္စတွေမှာတော့စောင့်ရတယ်မစောင့်လို့မရတရားပင်စိုက်ခြင်းနဲ့တရားတိစားခြင်းနဲ့ဆိုရင်နော်တရားစီစိုက်တရားသီးသီးအောင်စောင့်ဆိုင်ရတယ်ငါပြောပင်စိုက်လည်းပဲငါပြောသီးသီးထအောင်စောင့်ဆိုင်ရအခုလုပ်ပြီးတော့အခုအကျိုးရတယ်လို့ဆိုလို့တယ်နော်အဲ့ဒါကိုအကာလိကဒါဟာတကယ်ထူးခြားချက်ပဲရသော်ဗျာတရားတော်ဟာအကြောင်းနဲ့အကျိုးပဲအဲ့တော့ပရိကံဥပ္ပစာနုလုံကုတ္တပုသူတို့လည်းပဲအနန္တရပစ္စည်းမဟုတ်ဘူးလားဟုတ်တယ်သို့တော့သူတို့ကထုတ်လုပ်တဲ့အကျိုးမဟုတ်ဘူးဆိုပါစို့ပရိကံပြီးရင်ဥပ္ပစာရပြီးရင်အနုလောမပြီးရင်ကုတ္တပုဆိုတဲ့စောလေးမျိုးဖြစ်လာအဲ့ဒီဇောတွေကရှေ့ဇောကအကြောင်းတရားနောက်ဇောကအကျိုးလို့ပြောတာမဟုတ်ဘူးသို့တော့အနန္တရပစ္စည်းရာကြတော့အကြောင်းအကျိုးခွဲလို့ရတယ်သို့တော့သူကထုတ်တာမဟုတ်ဘူးအခွင့်အရေးပေးတာသာဖြစ်တယ်နော်ရှေ့ကလူကယာတုတစ်ခုဆိုတော့ရှေ့ကလူကအနာယူမှနောက်လူတက်လို့ရအနန္တရပစ္စည်းသဘောကအဲ့ဒါသူထုတ်တာမဟုတ်ဘူးသူကဖယ်ပေးလိုက်တာနော်ရှေ့ကလူကဆင်းပေးလိုက်တာနဲ့နောက်လူတက်တာအဲ့ဒါအနန္တရပစ္စည်းသူထုတ်တာမဟုတ်ဘူးအခုမနဲ့ဖို့ကြတော့အဲ့လိုမဟုတ်ဘူး
မက်ကတကယ်ကိုထုတ်လုပ်တဲ့အကြောင်းတရားမမရှိရင်ဖို့ဆိုတာမရှိမက်ကကုသိုလ်ဖို့ကဝိဘက်သူထုတ်တာအနန္တရတတ္တိတွေမကဘူးအကြောင်းနဲ့အကျိုးတွေဖြစ်တယ်ဒါကြောင့်မို့လို့အကာလိကောမဆိုတဲ့ကုသိုလ်တရားဟာမိမိချမဲ့နဲ့ချိန်ဆောင်ဆိုင်ရမလို့ပဲနဲ့အကျိုးတရားကိုထုတ်လို့အကာလိကောဆိုတဲ့ရည်ချင်းရှိတာသူတခုပဲရှိတယ်နော်ကျန်တာတွေကအခွင့်ပေးတာလောက်ပဲဖြစ်တယ်သူတို့ထုတ်တာမဟုတ်ဘူးသူတို့ဆိုလို့အကြောင်းဆိုတာနှစ်ခုရှိတယ် producing cause စနကအကြောင်းထုတ်လို့တဲ့အကြောင်း supporting condition လို့ခေါ်တဲ့ထောက်ကူပြုတဲ့အကြောင်းအဲ့ဒီမဲ့မက်ကဖို့ထုတ်တယ်ဆိုတာ producing cause ပဲဟုတ်သူကြောင့်ဖို့ဖြစ်ရတာအဲ့လိုဆိုလို့အဲ့တော့ message ဒီမိမိချုပ်တာနဲ့တပြိုင်နက်အချိန်ကာလမချပဲခြားကွယ်မှုမပြုပဲနဲ့ဖို့စိတ်ကိုထုတ်တယ်ဒါကြောင့်မို့မက်ဆိုတဲ့တရားသည်အကာလိကအဲ့လိုဆိုလို့လေအကာလိကအချိန်မဆိုင်ရပဲနဲ့အကျိုးရတယ်ဒါကြောင့်မို့လို့တရားကိုတော့အာယုံပြုတဲ့အခါမှာအကာလိကဆိုတဲ့ဂုဏ်ဟာအခုအကြောင်းတရားဖြစ်ပြီးတော့အခုကျိုးတရားရတယ်ဆိုတာဟာလောကမှာမရှိသလောက်ရှားတယ်မဖြစ်နိုင်ခုနပြောသလိုကော်ဖီတောက်ဖို့တောင်းအချိန်တစ်ခုယူရမယ်စောင့်ရမယ်နော်ကော်ဖီတောက်ချင်တာတောင်းအချိန်တစ်ခုယူစောင့်ရမယ်အခုအကြတော့အဲ့လိုစောင့်ရမလို့ဘူးချက်ချင်းကြိုးရအဲ့ဒါကိုပြောတာအကာလိကောအဲ့တော့အကာလိကောနဲ့ပတ်သက်လာတဲ့အခါတရားကမတရားပဲကောက်အောင်မတရားကိုပဲရည်ညွှန်းတယ်ဉာဏ်နဲ့တရားတွေမပါဘူးဒါကြောင့်မို့အကာလိကောဗုဒ္ဓဟောကြားမတရားသည်အကာလိကောမိမိဖြစ်ရာအချိန်၌သာလျှင်သူဖြစ်တဲ့အချိန်မှာပဲမကွာချက်ချင်းအကျိုးပေးခြင်းကြောင့်ကုသိုလ်ကံတစ်ခုကအခုလို့အခုကျိုးပေးတာမှမရှိတာနော်အဲ့တော့အကျိုးပေးခြင်းကြောင့်မယွင်းမှန်စွာစောင့်ဆိုင်စရာချိန်ခါမရှိတော့တရားဖြစ်ပါလေအကာလိကနော်အဲ့တော့မတရားကိုရည်ညွှန်းပြီးတော့အကာလိကကုံကမနဲ့ပတ်သက်တဲ့ကုံတစ်ခုတရားအလုံးနဲ့မဆိုင်ဘူးတပြင်းတရားတွေနဲ့မဆိုင်ဘူးသောတပတိမေသဂရဂမိမေအနာဂမိမေရတမေဆိုတဲ့မလေးပါနဲ့ပဲဆိုင်နေလို့ဒီလိုမှတ်ရမယ်ကဲနောက်ကုန်းတို့တခုကအေဟိပတိကောအေပတိကကုန်းအကြောင်းကိုပြောရအောင်အေဟိပတိကပုတ်ခွဲလိုက်ရင်အေဟိပတ္တဣကအေဟိဆိုတာလာပါဖိတ်ခေါ်တာလာပါပတ္တကြည်စမ်းမှာလာကြည်စမ်းမှာလူတွေကထူးဆန်းတော့ပြခြင်းနဲ့ဆိုလာဒီပါလာကြည်စမ်းနဲ့ခေါ်ကြတယ်လေလာဆိုတာလည်းပါသေးတယ်ကြည်ပါဆိုတာလည်းပါနော်ထူးထူးခြားခြားတွေ့ရင်လာဒီပါကြည်လဲပါဦးလို့ပြောကြတယ်အဲ့ဒီလိုပြောတဲ့စကားဟာလောကမှာအလုံးထူးဆန်းတဲ့အရာသာပြောလို့ရတယ်ရိုးနေတဲ့အရာကိုဘယ်သူမှမပြဘူးဥပမာပဲမွေကဖားမျိုးရာဆိုတာသဘာဝပဲအဲ့ဒါမျိုးဘယ်သူမှမပြဘူးဖားကမွေမျိုးနေတဲ့ဆိုရင်ဒါအထူးဆန်းလို့ပြမှာပဲလာကြည့်ပါလို့ဆိုလို့အဲ့တော့ဒီအေဟိပတိကာသအေဟိပတ္တလာပါကြည်စမ်းမှာလို့ပြောတိုက်လောက်အောင်ထူးခြားတဲ့တရားမြတ်စွာဘုရားဟောတဲ့တရားတွေအဲ့လိုထူးခြားတယ်လို့ပြောတာဓမ္မောဗုဒ္ဓဟောကြားလောကုတ္တရာတရားသည်ဒါကြတော့မဲ့တင်မကဘူးလောကုတ္တရာတရားအလုံးကိုပြောတယ်နော်လောကုတ္တရာတရားဆိုတာမဲ့လေးပါဖို့လေးပါနိဗ္ဗာန်လောကုတ္တရာတရားကိုးပါလို့ခေါ်တယ်မလေးပါဖို့လေးပါနိဗ္ဗာန်ဆိုတဲ့လောကုတ္တရာတရားသည်အေဟိပတိကောတ
တကယ်ရှိပြီးတန်ဖိုးကြည့်သဖြင့်ယင်းဤရှင်သာအဆွေတော်ဟုသမျှလာကြကြည်ကြဖိတ်ခေါ်ပြလိုက်သောတရားဖြစ်ပါပြီအဲ့တော့လောကုတ္တရတရားဟာကြည်လိုက်မယ်ဆိုလို့ရှိရင်သူကရိုးရိုးတရားမဟုတ်အမှန်တမ်းဖြစ်တောင်ဖြစ်ခဲ့နော်လူတိုင်းမှလည်းဖြစ်နိုင်တာမဟုတ်ဘူးတကယ်ထူးခြားအောင်မြင်ပေါ်ရတဲ့ပုဂ္ဂိုလ်တွေသာဖြစ်တာဒါကြောင့်မို့အဲ့ဒီလောကုတ္တရတရားမဲ့လေးပါပဲဖြစ်ဖြစ်ပို့လေးပါပဲဖြစ်ဖြစ်နိဗ္ဗာန်ပဲဖြစ်ဖြစ်အဲ့တရားတွေဟာတကယ်လည်းရှိတယ်တကယ်သိနိုင်တဲ့တရားဖြစ်တယ်အဲ့ဒါကတခုမရှိတာဆိုတာပြလို့မရဘူးရှိမှပြလို့ရတကယ်ရှိပြီးတော့တန်ဖိုးကြည့်မှတဲ့တကယ်ရှိပြီးတော့တန်ဖိုးကြည့်မှလို့လူတယောက်ဟာအာရပါရကိုယ့်ရဲ့မိတ်ဆွေတွေကိုလာစမ်းမှာလာကြပါကြည်ကြစမ်းမှာလို့ဖိတ်ခေါ်ပြီးတော့ပြလိုက်တဲ့တရားဖြစ်တယ်ဒီလိုဆိုလို့ပဲနော်လောကုတ္တရတရားရဲ့ထူးခြားမှုကသမန်တရားတွေနဲ့မတူဘူးတဲ့လာပါကြည်လိုက်ပါလို့ဖိတ်ခေါ်ပြလိုက်တယ်ဘာကြောင့်ဖိတ်ခေါ်ပြလိုက်တာလို့ဆိုရင်တကယ်ရှိလို့ဖိတ်ခေါ်ပြတာမရှိတာဖိတ်ခေါ်ပြရင်အလိမ်ညဖြစ်မှာပေါ့တကယ်ရှိတာရဲ့တမိုးကလည်းကြည်တယ်အဲ့ဒီနှစ်ခုကြောင့်ဖိတ်ခေါ်ပြတာဖိတ်ခေါ်ပြတာတကယ်ရှိတဲ့အမှန်တရားဖြစ်ရမယ်နော်တမိုးရှိရမယ်တမိုးရှိုံနဲ့မကဘူးမြင်လိုက်ရရင်ပြည်သူရဲ့စိတ်နှလုံးထဲမှာကျင့်တဲ့မှုခံစားရအဲ့လိုသုံးချက်တို့ပြောလို့ရထင်ရှားရှိတဲ့တရားလည်းဖြစ်ရမယ်တန်ဖိုးကြည့်တဲ့အရာရင်လည်းဖြစ်ရမယ်မြင်လိုက်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်ထဲမှာရွှင်ပြဝမ်းသာသွားတဲ့အရာလည်းဖြစ်ရမယ်အဲ့ဒါကိုဖိတ်ခေါ်ပြီးတော့ပြလိုက်တဲ့တရားဆိုတာပဲတရားတော်ဆိုလောကုတ္တရတရားတဲ့ဒါကြောင့်မို့အေဟိပတိကောနဲ့ပတ်သက်ပြီးတော့ဓမ္မောဗုဒ္ဓဟောကြားလောကုတ္တရတရားသည်အေဟိပတိကောတကယ်ရှိပြီးဓမ္မိုကြည့်သဖြင့်ယနေ့ရွှင်စရာအဆွေတော်ဟူသည်မြလာကြယနေ့ရွှင်ပြအဆွေတော်ဟူသည်မြလာကြကြည်ကြဖိတ်ခေါ်ပြတဲ့တော်တရားဖြစ်ပါပေ၏အဲ့လိုအဓိပ္ပာယ်မှတ်ရမှာဖြစ်တယ်နော်ဒါကအေဟိပတိကောဆိုတဲ့ကိုမြတ်စွာဘုရားဟောတဲ့တရားတွေကလေးညတခုမှမပါဘူးတကယ်အမှန်တရားတွေရှိတရားတွေကိုဟောတာဖြစ်တယ်လက်တွေ့ကျင့်ရင်လက်တွေ့သိနိုင်တဲ့အရာတွေဖြစ်တယ်လို့ဒီလိုဆိုလို့ပဲပေါ့ဒါကအေဟိပတိကကုံနဲ့ပတ်သက်တာနောက်တစ်ခုကဩပနိကကုံဩပနိကစာနော်ဒီတရားကြတော့ကိုယ်စိတ်တဲ့ရောက်အောင်ထိသွင်းထားလိုက်တာဒါလည်းလောကုတ္တရတရားပဲတခြားတရားတွေမဟုတ်ဘူးဓမ္မောဗုဒ္ဓဟောကြားလောကုတ္တရတရားသည်မဲ့လေးပါဖို့လေးပါနိဗ္ဗာန်ဒီတရားကိုမျိုးသည်ဩပနိကောအပြစ်ကင်းစင်ဥပင်သောကမဖြစ်ရအောင်အဲ့ဒီတရားတွေဟာယင်းနဲ့ရောက်လာလို့ရှိရင်အပြစ်ကင်းစင်တယ်ဥပင်သောကမဖြစ်တော့ဘူးငြိမ်းချမ်းတယ်ကျင့်ဆောင်ချက်ချင်းနှလုံးသွင်းဖို့သွင်းပို့ဆောင်လိုက်တော့တရားဖြစ်ပါပြီလောကုတ္တရတရားကိုယ့်ရင်နဲ့ရောက်သွားပြီဆိုရင်ပူပင်တော့ကပြောက်သွားတယ်နော်အပြစ်ကင်းစင်တဲ့ပူပင်တော့ကတွေပြောက်သွားတယ်အဲ့ဒါကြောင့်မလို့
အပြစ်ကင်းပြီးတော့ပူပင်သောကဖြစ်ဖို့အတွက်လောကုတ္တရာတရားကိုကိုယ်ရင်နဲ့နှလုံးနဲ့ရောက်အောင်ပို့ဆောင်ပေးတတ်တဲ့တရားဖြစ်တယ်လို့ပြောစောစောရောက်စောစောကောင်းတယ်အမြန်ဆုံးရောက်ရင်အမြန်ဆုံးကောင်းတယ်ကိုယ်ရင်နဲ့နှလုံးနဲ့ရောက်ရင်ရောက်တဲ့အချိန်မှာပဲပူပင်မှုတွေကင်းစင်တယ်အပြစ်ကင်းစင်တယ်တောကဆိုတာမဖြစ်ဘူးဒါကြောင့်မို့လို့ရင်နဲ့နှလုံးနဲ့ရောက်အောင်ပို့ဆောင်တဲ့တရားဖြစ်စာပေကျမ်းကမှဘယ်လောက်ထိဆိုတာတော့ဆိုလို့ရှိရင်လူတယောက်ဟာသူဝတ်ထားတဲ့အဝတ်ပြီးလောက်နေလို့အဲ့ဒီအဝတ်ငြိမ်းအောင်ကြိုးစားနေငြိမ်းသက်နေကြားလိုက်မယ်ဝတ်ထားတဲ့အဝတ်ပြီးလောက်တော့ငြိမ်းမနေနဲ့ကောင်းမှုပြီးလောက်နေရင်လည်းငြိမ်းမနေနဲ့ကောင်းပြီးလောက်တာလောက်မစေအဝတ်ပြီးလောက်တာလောက်မစေကိုယ့်ရင်နဲ့တရားအရင်ရောက်အောင်ကြိုးစားလို့အဲ့လိုတောင်းပြောတယ်နော်ဒါပါကြောင့်ဒီလိုပြောတော့ဓမ္မကြီးမာလို့ပြောတာရင်နဲ့ရောက်ရင်ရောက်တဲ့အချိန်ကစပြီးတော့ပူပင်တော့ကတွေအေးသွားတယ်ဒါကြောင့်ကိုယ့်ရင်နဲ့အမြန်ရောက်အောင်လှုံ့ဆော်ပေးရမယ်တရားလို့ဒီလိုဆိုလိုတာနော်အရေးတကြီးလောက်ပါလို့ပြောလို့တာခေါနာဥပမာအနေနဲ့ပြောတာနော်ပစိုးမီလောင်နေတောင်လောင်မစေဒီတိုင်းထားလိုက်ပါကောင်းမီလောင်နေတောင်လောင်မစေဒီတိုင်းထားလိုက်ပါကိုယ့်ရင်ထဲမှာတရားရောက်အောင်အရင်ကြိုးစားလိုက်ပါလို့ဒီလိုဆိုလိုတာနော်အဲ့ဒါကြောင့်မို့ဩပနိယိကောရှင်တဲ့နှလုံးနဲ့ရောက်အောင်ချက်ချင်းပို့ဆောင်ပေးတဲ့တရားဖြစ်ပါတယ်ဒါကတရားတော်ရဲ့ဂုဏ်ကြီးတစ်ခုပဲအဲ့တော့မြတ်စွာဘုရားတရားတော်ဟာကြားနာလိုက်တာနဲ့တည်းပဲတချို့ဟာပူပင်တော့ကတွေငြိမ်သွားတယ်တရားကြားလိုက်ရတာနဲ့ပူပင်တော့ကတွေငြိမ်သွားတယ်လိုက်နာကျင့်သုံးလိုက်မယ်ဆိုရင်ကိုယ့်ရဲ့အသိဉာဏ်တွေတိုးတက်လာတယ်ရှင်တဲ့နှလုံးနဲ့ရောက်လာပြီဆိုရင်ပူပင်တော့ကတွေရောကြသွားတယ်အဲ့တော့အစဗျာတရားတော်ဟာလို့ထိရောက်တယ်လို့ဒီလိုဆိုလို့တယ်အဲ့ဒီမှာလည်းထပ်ခွဲလိုက်ပဲဆိုရင်မတရားကနိဗ္ဗာန်ကိုပို့ဆောင်ပေးတတ်လို့ဩပတေယဖို့တရားကပို့ဆောင်ပေးအပ်လို့ဥပနိယဖို့နဲ့နိဗ္ဗာန်ကပို့ဆောင်ပေးအပ်တာနိဗ္ဗာန်ရောက်အောင်ပို့ပေးတာဘယ်သူကပို့လို့မက်ကပို့တာနော်ဖို့နဲ့နိဗ္ဗာန်ကိုရောက်အောင်ဖို့နဲ့နိဗ္ဗာန်ကြတော့အပို့ခံရတယ်လို့ဆိုလို့မတရားကဖို့နဲ့နိဗ္ဗာန်ကိုကိုယ်ရင်နဲ့ရောက်အောင်ပို့ဆောင်ပေးတတ်တယ်မရမှာဖို့နဲ့နိဗ္ဗာန်ကိုရမှာအဲ့ဒီအိဗယ်ကိုပြောတာဩပနိယိကောရှင်နဲ့နှလုံးနဲ့မှာချက်ချင်းရောက်အောင်ပို့ဆောင်လိုက်တဲ့တရားလို့ဒါတရားကုံတော့တစ်ခုပဲနော်နောက်ဆုံးတစ်ခုကပစ္စတံဝိရိတပခုဓမ္မောဗုဒ္ဓဟောကြားလောကုတ္တရာတရားသည်ဝိညုဟိထူးခြားအသည့်ပညာရှိပုဂ္ဂိုလ်များသာလျှင်ပစ္စတံဝိရိတကောကိုယ်တိုင်ရညာကိုယ်တိုင်သိနိုင်သောတရားသာဖြစ်ပါ၏ကိုယ်ရတာကိုယ်ပဲသိလို့ရမယ်ပစ္စတဆိုတာကိုယ်ရတဲ့တရားကိုသိတယ်နော်ကိုယ်ဟာကိုယ်သိနိုင်အဲ့တော့ဒီနေရာမှာလည်းပဲလူတိုင်းသိနိုင်သလားဆိုမသိနိုင်ဘူးပညာရှိမှသိနိုင်တယ်တမန်ပုဂ္ဂိုလ်တွေလက်လမမီဘူးတဲ့ပစ္စတံဝိရိတဘောပစ္စတဆိုတာအတိအတိဒါတော့ဟုတ်တာပေါ့ပါစာစာကိုရှာဘောရောက်တဲ့အတိသူများပြောတာနဲ့မတူဘူးလေကိုယ့်ရဲ့အတိတစ်ခုဟာကိုယ်ပဲခံစားနားလဲတယ်သူများတွေခံစားနားလဲဘူးဆိုတာမရှိနိုင်ကိုသိတာကိုယ့်ရဲ့ခံစားချက်ပဲအဲ့တော့ဒီတရားဟာလည်းပဲလောကုတ္တရာတရားဟာလည်းပဲ
ထူးခြားတဲ့အသိပညာရှိတဲ့ပုဂ္ဂိုလ်တွေသာလဲကိုယ်ကိုယ်တိုင်ကျင့်သုံးပြီးတော့ကိုယ်ကိုယ်တိုင်ရတဲ့တရားကိုကိုယ်ကိုယ်တိုင်ပဲခံစားနားလဲတယ်လို့ဒီလိုဆိုလို့တယ်နော်ပညာမရှိရင်တော့မသိဘူးတဲ့အဲ့တော့ဗုဒ္ဓဟောကြားတဲ့တရားတွေဟာသမ္မန်တရားတွေပို့ပဲနဲ့လောကုတ္တရာတရားတွေရဲ့အည်သွေးဟာအခုလိုထူးခြားတယ်အထူးသဖြင့်ဒီမှာသွားခတကြတော့လောကီလောကုတ္တရာပရိယတ္တိတရားပါထည့်သွင်းထားတယ်တဏိဋ္ဌိကောအနေစာပြီးတော့ပစ္စဒံဝေရိတဘောထီအောင်ကလောကုတ္တရာတရားနဲ့ပဲသက်ဆိုင်တယ်အစင်မြင့်တရားတွေကိုပြောတယ်နော်တရားကုန်တော့6ပါးအဲ့ဒါကိုဘုရားရှိခိုးအနေနဲ့အသုံးချမယ်ဆိုရင်တံသက္ခတအစပစ္စဒံဝိရိတပအဆုံးချိန်အောင်ကြည်ညာခုံ6ပြနဲ့လွန်စွာထင်ရှားထိုမြတ်တရားကိုအဟံတန်တရားဝမှာလွတ်လွတ်လာ၍အမတရည်မြော်ဘုရားတပည့်တော်သည်ဝန္ဒမိကုံတော်ရည်မှန်တရလွမ်းလျက်ရွှင်လန်းကြည်သာရှိခိုးကြောပါ၏ရှင်ဗျာတရားကုံတော်6ပါးနဲ့ပတ်သက်ပြီးတော့အဲ့တော့ဒီတရားကုံတော်6ပါးကိုမြတ်စွာဘုရားကဘာလို့ဟောတာလဲဘာအတွက်ဟောတာလဲလို့ဆိုလို့ရှိရင်ဓမ္မနုဒ္ဒတိဘာဝနာကမ္မထံအာထုတ်ဖို့ဟောတာနော်ဓမ္မနုဒ္ဒတိတရားရဲ့ဂုဏ်ကိုအာယုံပြုပြီးတော့ကိုယ်ရဲ့နှလုံးထဲမှာကမ္မထဘာဝနာပွားများအာထုတ်တဲ့တတိအတွက်ဒီဂုဏ်တော်တွေကိုဟောတာယရဏတုံမှာကြတော့တစ်ဆက်ကတုံမှာကြတော့ကြောက်ရွံ့ထိတ်လန့်ပြီးတော့နေရင်လည်းပဲတရားကုံတော်အာရုံပြုလို့ရတယ်လို့ဟောထားတယ်နော်ကြောက်တဲ့ပုဂ္ဂိုလ်တွေတစ်စေကြောက်ရင်တရေကြောက်တရေကြောက်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒါကိုအာရုံပြုလို့ပြောတာနော်အဲ့တော့တခြားနေရာမှာတော့မြတ်စွာဘုရားကကုံတော်ဗုဒ္ဓနုဒ္ဒတိကမ္မထံဓမ္မနုဒ္ဒတိကမ္မထံပွားဖို့အတွက်ဟောတာဖြစ်တယ်ဒါနဲ့ပတ်သက်ပြီးတော့မဟာနာမဆိုတဲ့ဘုရင်ကြီးကတပည့်တော်တို့ဘယ်လိုနေရင်အကောင်းဆုံးနေတာဖြစ်မလဲဆိုပြီးတော့ရှောက်တာရှောက်ဖူးတယ်အဲ့လိုရှောက်တဲ့အခါမှာမြတ်စွာဘုရားကဘုရားကုံကိုအာယုံပြုပြီးတော့နေတရားကုံကိုအာယုံပြုပြီးတော့နေသံဃာကုံကိုအာယုံပြုပြီးတော့နေကိုတိလာကိုနှလုံးသွင်းပြီးတော့တတိယပြီးတော့နေနတ္တိရဲ့ဂုံကြီးနဲ့ကိုမှရှိတဲ့ဂုံကြီးကိုနိုင်ရှင်လေးလာပြီးတော့ဒေဝတာနုဒ္ဒတိအနေနဲ့နေကိုစွန့်လူတဲ့ကိုလူခဲ့တဲ့ဒါနာကိုအာရုံပြုပြီးတော့နေလို့ဆိုပြီးတော့ကမ္မထံဘာဝနာတွေဟောပေးခဲ့တယ်ဟုတ်ဘယ်လိုနေရင်ကောင်းတယ်လဲဆိုအဲ့ဒီဘဝမှာနေထိုင်နေအတွက်ဒီကုံတွေကအာယုံပြုရမယ်ကုံတွေလို့သူတို့ဆိုလို့တယ်အဲ့တော့ရနိုင်တဲ့အကျိုးကျေးဇူးကပါလဲနော်တရားကုံကိုအာယုံပြုတယ်ကိုသိထားတဲ့တရားအဲ့တော့အဲ့ဒါနဲ့ပြောမယ်ဆိုရင်နော်ပုထုဇဉ်နေနဲ့လည်းပဲဓမ္မနုဒ္ဒတိဆိုပွားလို့ရအဲ့တော့ပုထုဇဉ်တွေကအဲ့ဒီတရားကိုမသိသေးတဲ့အခါမှာတော့မှန်းဆပြီးတော့ဒီကုံတွေကိုအာရုံပြုလို့ရမယ်အရိယပုဂ္ဂိုလ်တွေကြတော့လုံးဝသိသွားပြီသိသွားတဲ့ကုံကိုအာရုံပြုပြီးတော့ပွားလို့ရမသိသေးရင်မှန်းဆကြည့်ညို့သိပြီးရင်လက်တွေ့ကြည့်ညို့မရောက်ဘူးရင်တွေးကြည့်တယ်ရောက်ပြီးတဲ့နေရာကျတော့ပြန်တွေးတယ်ရွှေကုံဘုရားကြီးမဖူးဘူးတဲ့ပုဂ္ဂိုလ်ကတွေးပြီးတော့ဖူးတယ်
ဖူးဖူးတဲ့ပုဂ္ဂိုလ်ကတော့ကိုတွေ့ခဲ့တဲ့ဟိုပြန်တွေ့တာအဲ့လိုတော့ကွာမှာပေါ့နော်အဲ့တော့ဘယ်လိုအကျိုးရလဲအခုတရားကုံတွေကိုသိအောင်လို့သွားခါတော့ဘဂဝတဓမ္မောတဏ္ဍိတိကောအာဂါလိကောအေပတိကောဩပနေကောပစ္စဒံဝိရိတဘောဝိညုဟိတရားကုံတော့6ပါးတရားကုံတော့6ပါးလုံးပဲဖြစ်စေတပါးစီပဲဖြစ်စေနှလုံးသွင်းစဉ္ဉ္တရားရဲ့အရေးချင်းတွေကိုစဉ္ဉ္သုံးသက်နေလို့ရှိရင်ဘာဖြစ်လဲဘယ်လိုကြိုးရလဲတရားကုံတွေကိုစဉ်းစားနေတဲ့အခိုက်မှာဆိုရင်လောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးမောဟလည်းမဖြစ်ဘူးအဲ့ဒီအချိန်မှာဒါလုံးဝသိကြတယ်တရားကုံကိုအာရုံပြုစဉ္ဉ္နေရင်လောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးမောဟလည်းမဖြစ်ဘူးတရားလို့ဆိုတဲ့တရားကုံပေါ်မှာပဲစိတ်ဟာတဖြောင်းနေတရားကိုအာရုံပြုပြီးတော့အတွေးစိတ်တွေဖြစ်ပေါ်ပြီးတော့နေတယ်ဒါအကျိုးကျေးဇူးပဲအဲ့လိုတို့တရားကုံပေါ်အာရုံပြုပြီးတော့အတွေးစိတ်တွေဖြစ်လာတဲ့အခါမှာဘာဖြစ်လာတော့ကိုယ်စိတ်ထဲမှာဝန္တာကြည်နူးမှုပိဋိဖြစ်လာတယ်နော်ဝန္တာကြည်နူးတဲ့ပိဋိဖြစ်လာတဲ့အခါမှာကိုယ်ရောစိတ်ရောငြိမ်းချမ်းသွားတယ်ကိုယ်လည်းငြိမ်းချမ်းတယ်စိတ်ကလည်းငြိမ်းချမ်းတယ်ကိုယ်စိတ်ငြိမ်းချမ်းသွားလို့ရှိရင်စိတ်ချမ်းသာမှုကိုယ်ချမ်းသာမှုရပါစိတ်ချမ်းသာတာနဲ့တပြိုင်နက်စိတ်ကတည်ငြိမ်သွားတယ်သမာဓိဖြစ်သွားတယ်အဲ့လိုတည်ငြိမ်သွားတဲ့အခါမှာသမာဓိရလာတဲ့အခါမှာပါဠိပြောက်သွားတော့ဆိုရင်ကပ္ပကုံအာယုန်နေနဲ့ပြောပါလို့တဲ့စိတ်ကပ္ပကုံအာယုန်နဲ့ပတ်သက်ပြီးတော့စိတ်ထဲမကြည်မညတ်တဲ့စိတ်နော်ကမိသန္ဒဆိုတဲ့နိဝရဏပြပါဒဆိုတဲ့နိဝရဏအဲ့ဒါဒီပြောက်သွားထိနာပိဋ္ဌစိတ်ပါဝင်စားမှုမရှိပဲစိတ်တကြတာနော်တွန့်ဆုတ်တာမဖြစ်တော့ဥဒိစ္စကုက္ကုစစိတ်လေးလွင့်နာစိတ်ပူပန်နေတာမဖြစ်ဘူးကိုလုံးနေတဲ့အလုံးနဲ့ပတ်သက်ပြီးတော့ဟုတ်ရဲ့လားမဟုတ်ဘူးလားဆိုတဲ့တွေ့တော့တဲ့ဝိသိကိစ္စလည်းမရှိဘူးစိတ်ပင်ပန်းမှုလည်းမရှိတော့အဲ့ဒါနိဝရဏကင်းစင်သွားတယ်လို့ပြောတာနော်သမာဓိစွမ်းနဲ့နိဝရဏကင်းစင်သွားတယ်သို့တော့ဓမ္မနုတ္တိဆိုတဲ့ဓမ္မကုံကိုအာယုံပြုတာနဲ့လောကိစ္စနေရနိုင်လားလို့ဆိုတော့ဥပ္ပစာရဇမရတယ်စံအစစ်မရဘူးနော်စံဆိုတာအာယုန်တစ်ခုပေါ်မှာစိတ်ဝင်စားနေတာအပ္ပနာစံရောက်တဲ့အခါကျတော့ပို့ပြီးတော့ခိုင်မာတယ်ပို့ပြီးတော့ခိုင်မာတော့အဲ့လိုအပ္ပနာစံတရားကမရောက်နိုင်ဘူးတဲ့ဘာဖြစ်လို့တော့ဆိုတရားကုံဆိုတာအလွန်သိမ်မွေ့တယ်သိမ်မွေ့တဲ့တရားကုံတွေကိုအာယုံပြုပြီးတော့စိတ်ဟာသမာဓိဟာခိုင်ခိုင်မာမာယက်တည်နိုင်စွာမရှိတော့ကြာရှည်ထိန်းထားနိုင်တဲ့အနေအထားမရှိသည့်အတွက်ကြောင့်ပထမဇန်ဒုတိယဇန်တတိယဇန်ဆိုတဲ့ဇန်မျိုးတွေမရအောင်ဥပ္ပစာရဇန်အစဉ်သမန်စိတ်တည်ငြိမ်မှုထီအောင်တော့ရတယ်အဲ့ဒီရသွားတဲ့အခါမှာအဲ့ဒီကနေပြီးတော့ဝန္တပိတိဖြစ်တာကိုဝိပဿနာရှုရင်ဉာဏ်ထီအောင်ဖြစ်သွားတယ်ဒါကိုခြေခံပြီးတော့ဥပ္ပစာရဇန်ကနေပြီးတော့ဒိဋ္ဌိဝိတ္တုဖြစ်အောင်ဘယ်လိုဖြစ်အောင်လုပ်လဲယုံနာနေဘယ်လိုသွားတယ်လဲလို့ဆိုရင်စဉ်းစားလိုက်တယ်နော်တရားအထုတ်တယ်ဆိုတာစဉ်းစားရမှာပဲမစဉ်းစားရဘူးဆိုတာကာမဂုဏ်အာယုန်နဲ့ပတ်သက်ပြီးမစဉ်းစားရတာတရားနဲ့ပတ်သက်လာလို့ရှင်စဉ်းစားရဆိုတော့ဝန္တပိတိဖြစ်တယ်ဖြစ်တဲ့အခါမှာဝန္တပိတိဖြစ်နေတယ်ဆိုတာကိုယ်တိုင်သိလာတယ်
အဲ့ဒီကိုယ်တိုင်သိတယ်ဝန္တာပိတိဟာဘာကြောင့်ဖြစ်တာတော့လို့အကြောင်းကိုရှာလိုက်တဲ့အခါဓမ္မဂုဏ်ကိုအာယုံပြုလို့ဖြစ်တယ်လို့သူသိလာတယ်အဖြေထုတ်လာဓမ္မဂုဏ်ကိုအာယုံပြုပြီးတော့ဖြစ်တယ်အဲ့ဒီဓမ္မဂုဏ်ကိုအာယုံပြုတဲ့ဝန္တာပိတိဟာဘယ်ပေါ်မှာအမိပြုဖြစ်တယ်လဲလို့ဆိုရင်နှလုံးသားလို့ခေါ်တဲ့ဟရိယဝတ္ထုယုတ်ကိုဟရိယဝတ္ထုယုတ်လို့ခေါ်တဲ့ဟရိယဝတ္ထုယုတ်ဆိုတဲ့စိတ်ရဲ့ဖြစ်ရာနှလုံးသားပဲဖြစ်ဖြစ်အုံနောက်ပဲဖြစ်ဖြစ်ပေါ့နော်ဟရိယဝတ္ထုယုတ်ကိုမိပြီးတော့ဖြစ်တယ်စဉ်းစားတာဒါလည်းပဲဘုသူတရှိမှစဉ်းစားလို့ရမှာပေါ့နော်လို့မဆိုရင်ဘုသူတမရှိရင်လည်းစဉ်းစားတယ်ပါအဲ့တော့တမန်အပြင်စဉ်းစားမယ်ဆိုရင်ဒီကရတကာယဆိုတဲ့ယုတ်ခန္ဓာကြီးကိုမိပြုပြီးယုတ်ခန္ဓာကြီးမရှိရင်လည်းဖြစ်မှာမဟုတ်ဘူးယုတ်ခန္ဓာကြီးကိုမိပြုပြီးတော့ဒီဝန္တာပိတိစိတ်တွေဖြစ်တယ်လို့သိလာတဲ့အခါမှာယုတ်နဲ့နံနှစ်ခုဖြစ်လာတာဝန္တာရာကငါမဟုတ်ဘူးပိတိတာဖြစ်တယ်ငါဝန္တာရာငါမဟုတ်ဘူးပိတိတာဖြစ်တယ်ပိတိဝန္တာရာကိုငါဝန္တာရလို့ပြောနေတယ်ရုပ်တရားနန္တရားတွေဖြစ်တာဝန္တာပိတိဆိုတဲ့နန္တရားဖြစ်တာဖြစ်တယ်လို့သိလာအဲ့ဒီပိတိကလည်းပဲရုပ်တရားပေါ်မှာမိပြုပြီးတော့ဖြစ်တယ်တရားကုံကိုအာယုံပြုရလို့တရားကုံဒီဟူသောအကြောင်းတရားကြောင့်ဖြစ်တယ်ဆိုအကြောင်းအကျိုးတွေသိပြီးတော့ဖြစ်ပြီးတော့လည်းပြတ်သွားတယ်သာဝရတည်နေတာမဟုတ်ဘူးအခုပစ္စုပန်မှာဖြစ်ပြီးပြတ်သွားတယ်လို့ပဲရခင်ကလည်းဒီလိုဖြစ်ပြီးတော့ပြတ်တာပဲနောက်လည်းဒီလိုဖြစ်ပြီးတော့ပြတ်မှာပဲဆိုတာကိုဆင်ញင်သုံးသပ်တတ်လာတယ်အဲ့ဒါကိုသမထနာဉာဏ်လို့ခေါ်တယ်ပစ္စုပန်ကိုကြည့်ပြီးတော့အတိတ်တုန်းကလည်းဒီလိုဖြစ်ပြီးပြတ်ခဲ့တာပဲနောက်လည်းဒီလိုဖြစ်ပြီးပြတ်အောင်မှာပဲဆိုတာသဘောပေါက်လာနောက်ကြတော့တိုက်ရိုက်ပစ္စုပန်ဖြစ်တဲ့သဘာဝတရားတွေရဲ့ဖြစ်မှုနဲ့ပြတ်မှုကိုသိသိချာချာပိုင်ပိုင်နဲ့နဲ့ကြီးသိလာရင်ဥရိယဗျာဉာဏ်ဖြစ်တယ်အဲ့ဒီဥရိယဗျာဉာဏ်ရင့်တန်လာတဲ့အခါကျတော့ဖြစ်တာကိုမတွေ့တော့ဘဲနဲ့အပြတ်တည်းကြီးပဲတွေ့လာတယ်ပင်ကဉာဏ်ဖြစ်လာအဲ့ဒါဟာအနေစာသဘာဝရဲ့လမ်းဆုံးထိတ်ဆုံးရောက်လာတာဖြစ်တယ်နော်အနေစာဝိပဿနာတရားထုတ်တဲ့ကမှာအနေစာတက္ကနာကအဓိကကြတယ်ပေါ့သို့တော့အနေစာမြင်ဒုက္ခလည်းသဘောပေါက်သွားတယ်အနတ္တလည်းသဘောပေါက်သွားတယ်ဒီလိုဆိုလို့လေဘာဖြစ်လို့လဲဆိုရင်ဒုက္ခဆိုတာမမြဲလို့ဒုက္ခလို့ခေါ်တာအနတ္တဆိုတာအဲ့ဒီမမြဲတာကိုမြဲအောင်လုံနိုင်စွမ်းမရှိလို့အနတ္တလို့ခေါ်တာအဲ့တော့အနေစာမြင်လိုက်တာနဲ့ဒုက္ခလည်းမြင်သွားတယ်အနတ္တလည်းမြင်သွားတယ်လက္ခဏာ၃မျိုးစလုံးဟာဆက်ဆက်နေတယ်လို့ဆိုလို့အဲ့ဒါဝိပဿနာဉာဏ်နဲ့မြင်သွားပြီးတော့နောက်ဆုံးမှာစိတ်အခြေအနေတွေပြောင်းလာတယ်ဘယ်လိုပြောင်းလာတော့အခုလိုဖြစ်ပြီးချက်ချင်းပြတ်သွားတာတွေဆိုတော့ဖြစ်ပြီးတော့ပြတ်နေတာကြီးပဲတည်မြဲနေတာတခုမှမရှိဘူးဆိုပြီးဒါကြီးကကြောက်စရာကြီးပါလားလို့မြင်လာတယ်ပယညာဖြစ်လာကြောက်စရာကြီးပါလားကြောက်စရာကြီးဆိုတော့အနေကြီးလိုက်တာလို့သဘောပေါက်လာတယ်နော်ဘဝရှင်သန်မှုဆိုတာအနေကြီးလိုက်တာဖြစ်ပြီးပြတ်နေတာပဲအာဒီနောအညာစိတ်ပြတ်သွားတယ်နိဗ္ဗိဒညာညီငွေသွားတယ်ညီငွေသွားတော့မုတ်စီတုကမြတာအဲ့ဒီမှာစကလုံးနှလုံးရှိတယ်မုံစီတုကမြတာညကလေးနဲ့စာလုံးနဲ့ဆင်ရတာကြတော့မုံစီတုကမြတာစာလုံးနှလုံးဆင်မုတ်စီတုကမြတာအဲ့ဒီမှာမုတ်စီတုဆိုတာလွတ်ချင်တာလောင်ကြိုင်တဲ့ကငဲ့ဟာထွက်ပေါက်ပဲရှာနာလွတ်ချင်ချုံနှုံခံရတဲ့ကြိုးချီခံတာရတဲ့ခွေရလဲလွတ်ချင်အဲ့ဒါလွတ်ချင်တာကမုတ်စီတုကာမလွတ်ချင်တယ်ဆိုတာကိုရထားတဲ့
ခန္ဓာကြီးယုတ်တရားတွေနတ်တရားတွေဒါတွေကိုလွတ်ပစ်ခြင်းဆုတ်ကိုင်မထားခြင်းတော့ပါတဲ့ဥပမာတူတော့ဆိုရင်ငါခြင်းနဲ့ရည်ထဲမှာငုတ်ပြီးတော့ငါဖန်တာဟာမြုံထဲမှာတွေးလိုက်တဲ့ဟာကိုဖမ်းပြီးတော့ဆုပ်လိုက်တဲ့အခါမှာလဲပင်ဆုပ်ပြီးတော့ငါကြီးလို့ထင်လိုက်တာအပေါ်မှာကြည့်လိုက်တဲ့အခါငါမဟုတ်ဘူးမွေးကြီးဖြစ်နေမွေးကြီးဖြစ်လာတော့ကြောက်စိတ်ဝင်တယ်လွတ်လိုက်ချင်တယ်အဲ့ဒါလက်ထဲမှာကြာမထားချင်တော့လွတ်ချင်အဲ့ဒါမျိုးလိုပဲခန္ဓာ၅ပါးကိုငါလို့ထင်နေရကနေပြီးတော့ဖြစ်ပြီးတော့ပြတ်သွားတာကိုမြင်လိုက်တဲ့အခါကျတော့လွတ်ပြစ်ခြင်းအဲ့လိုလွတ်ပြစ်ခြင်းတာကိုမုံစီတုကမြတာလို့ခေါ်တယ်လက်လွတ်လိုက်ခြင်းပြီးကိုင်မထားခြင်းတော့ကိုင်ထားရင်အနေရှိတယ်ဆိုတာသိလားအဲ့ဒါလိုလွတ်ခြင်းတာကိုမုံစီတုကမြတာလို့ခေါ်တယ်လွတ်ရမယ်ဆိုရင်လွတ်ရဘယ်လိုလွတ်ရင်ကောင်းမလဲဆိုတဲ့စဉ်းစားတာပဋိသင်္ခါညာသင်္ခါရတရားတွေပေါ်မှာသိပြီးတော့ကြောင်းကြမဆိုင်ပဲနဲ့စိတ်တည်ခြင်းမှုရသွားတာသင်္ခါရုပ္ပခဏညာပဲလို့အဆိုင်လွန်းရင်လည်းလွယ်ချော်သွားတယ်နော်အဆိုင်လွန်းရင်မြပြစ်တဲ့ခါမှကြည့်သိကြိုးစားလို့ရှိရင်တာကဲနဲ့ပြစ်မှတ်နဲ့လွယ်သွားနိုင်သေးတယ်စိတ်တည်ငြိမ်နဲ့အေးစိတ်လုံးမှသူကတာကဲကိုမှတ်နိုင်တယ်စိတ်ဆိုင်လွန်အားကြည့်ရင်လည်းမရဘူးစိတ်မဆိုင်ပဲနေရင်လည်းမရဘူးအဲ့တော့သင်္ခါရုပ္ပခါဆိုတာအဲ့ဒါကိုပြောတာစိတ်ငြိမ်သွားတယ်တည်ငြိမ်သွားတယ်တည်ငြိမ်စဉ်းစားပြီးတော့လှုပ်တာဖြစ်တယ်အဲ့လိုလှုပ်လိုက်တဲ့အခါကျတော့သင်္ခါရတရားတွေရဲ့သဘာဝကိုသိပြီးသင်္ခါရတရားတွေနဲ့ပတ်သက်တဲ့ဆွဲလန်းမှုတွေတွေ့တာမှုတွေကိုဖယ်ရှားပြစ်တဲ့မဉ္ဇဉ်ပေါ်လာတယ်ခုနလိုမဲ့ပြီးရင်ဖို့ပေါ်လာတယ်နိဗ္ဗာန်ကိုတွေ့လာတယ်အဲ့ဒါဝိပဿနာဉာဏ်ဆက်ဆက်နေဒီဓမ္မနုဿတိတရားကုံကိုအာယုံပြုရင်ကနေပြီးတော့အဲ့ဒါလိုဆက်နွယ်ပြီးတော့ဝိပဿနာနဲ့နိဗ္ဗာန်ထိအောင်ရောက်သွားတယ်လို့အဲ့လိုပြောတာနော်အဲ့လိုပြောတာဒါလည်းကမ္မထံတပုတ်ပဲဓမ္မနုဿတိကမ္မထံလို့ခေါ်တယ်အဲ့တော့ဒီဓမ္မနုဿတိကမ္မထံကိုယ်ရင်နဲ့နှလုံးနဲ့ရောက်နေတဲ့အချိန်မှာအခုလိုကြိုးကျေးဇူးတွေဖြစ်ပေါ်လာပြီးတော့ဒီတဲ့ပို့ပြီးတော့ရရှိတာတွေဆိုတာကြတော့ဘာတော့ကိုဟာကိုယ်ရင်ထဲမှာတရားရောက်နေသည့်အတွက်ကြောင့်အဲ့ဒီပုဂ္ဂိုလ်ဟာအကုသိုလ်တွေစဉ်းစားဖို့ခက်ခဲသွားတယ်ဘာလို့လို့ဆိုရင်ရင်ထဲကတရားကရှိနေသည့်အတွက်ကြောင့်အကုသိုလ်လုပ်တွေမစဉ်းစားတော့ဘူးကုသိုလ်လုပ်တွေပဲစဉ်းစားတယ်တန်တရားဝကြီးတယ်မှာပျော်ရဲဆိုတဲ့စိတ်ကနည်းသွားတယ်ကာမဂုဏ်အာယုန်တွေကိုခံစားလို့တဲ့စိတ်တွေလည်းပျော့သွားတယ်လူအလိမ္မာလားဆိုးတာတွေမလုပ်တော့ဘူးအကုသိုလ်လုပ်တွေမလုပ်တော့ဘူးလူစိတ်ကပြောင်းသွားတယ်အဲ့လိုဆိုလို့တာနော်အကျိုးတရားကကိုယ်စိတ်ကိုပြောင်းသွားတယ်ဒါလက်တွေ့အဖြစ်လည်းပဲဘာသာတရားအသိမြတ်စွာဘုရားဟောတဲ့တရားကိုသိတဲ့ပုဂ္ဂိုလ်ကလည်းဘဝမှာစိတ်ထားတွေကပြောင်းလဲသွားကြတယ်ခါတိုင်းလူမနေတာမထိုင်နဲ့လောဘကြီးတာတို့ဒေါသကြီးတာတို့မဖြစ်ပဲနဲ့ကိုကိုကိုစဉ်းစားတတ်ပြီးတော့တည်ငြိမ်နေတတ်သွားတယ်ဆိုတာတော်တော်များများလူတွေဟာတရားလိုက်စားတဲ့ပုဂ္ဂိုလ်တွေရဲ့ပြောင်းလဲမှုတွေဆိုတာရှိတယ်ပေါ့ဒါကြောင့်ဒီဓမ္မနုဿတိကမ္မထံဟာနိဗ္ဗာန်တရားပို့တဲ့ကမ္မထံဖြစ်လို့ဓမ္မနုဿတိဘာဝနာအတွက်ရသော်ဘုရားကတရားကုံတော်6ပါးကိုဟောကြားတာဖြစ်တယ်ဆိုတာသိရှိပြီးတရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဓမ္မရဲ့ဂုဏ်တွေကိုအာယုံပြုပြီးတော့မိမိတို့ယဉ်တဲ့နှလုံးထဲမှာဖြစ်တဲ့လောဘဒေါသမောဟတွေကိုလျှော့ချနိုင်ပြီးနောက်ဆုံးနိဗ္ဗာန်တိုင်အောင်အကျိုးပြုနိုင်တဲ့ဓမ္မနုဿတိဘာဝနာကမ္မထံကိုပွားများအားထုတ်နိုင်ကြပါစေကုန်သတည်း